ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမှာကျွန်တော်တို့481နော်481ဒဲထွက်တာနော်481ဒဲထွက်တာနော်အာမရဘူး481ဒဲထွက်တာကလင်နာတစ်ခုလုံးမှာ3ကပ်ပဲရှိတယ်နော်အဲ့481ပထမ481ဒီ83ခုနှစ်မှာထွက်တယ်နော်83ခုနှစ်မှာ481ဒဲတစ်ခါထွက်တယ်နော်481ဒဲနောက်481ကသူကဒီမှာဒုတိယကပ်က481ဒဲဒီမှာထွက်တယ်နော်အဲ့481ဒီတဲ့2000ခွန်မှာနော်2000ခွန်နော်ဒီ2000ခွန်ထဲမှာအဲ့481ဆိုတဲ့ကဏ္ဍတဲ့နော်တစ်ခါထွက်တယ်နော်တတိယကကဒီမှာ2024မှာနော်2024ထဲမှာ481ထဲထွက်တာနော်481ထဲထွက်တာဒီ3ကပ်ပဲရှိတယ်နော်ဟုတ်ပြီအဲ့တော့481ထဲထွက်တယ်တဲ့နော်ထဲထွက်ပြီးရတယ်အဲ့ဒီ481ဒီတဲ့ဗရိတ်3ဖြစ်တဲ့အတွက်တဲ့သူ့ရဲ့နောက်နှစ်မှာနော်481ကဗရိတ်3ဖြစ်တဲ့အတွက်တဲ့သူ့ရဲ့နောက်နှစ်မှာ3နောက်ပိတ်လို့စပေါ်ခဲ့ရင်တဲ့သူကနော်သူ့ရဲ့နောက်နှစ်မှာ3နောက်ပိတ်လို့စပေါ်ခဲ့ရင်သူကဗရိတ်4နဲ့ပေါ်တယ်နော်ဗရိတ်4နဲ့ပေါ်တယ်အဲ့ဗရိတ်4ဒီလေအဲ့နှစ်ထဲမှာပထမဆုံးစပေါ်တယ်ဗရိတ်4ဖြစ်ရမယ်3နောက်ပိတ်ဒီလေပထမဆုံးစပေါ်တယ်3နောက်ပိတ်ဖြစ်ရမယ်နော်ဒုတိယကမှာလည်းဒီတိုင်းပဲနော်ဒုတိယက481အဲ့ဒီ481ဒုတိယကနော်ဒုတိယက481အဲ့ဒီ481ဒီတဲ့ဗရိတ်3ဖြစ်တဲ့အတွက်တဲ့သူ့ရဲ့နောက်နှစ်မှာနော်3နောက်ပိတ်လို့စပေါ်ခဲ့ရင်တဲ့သူကနော်သူ့ရဲ့နောက်နှစ်မှာ3နောက်ပိတ်လို့စပေါ်ခဲ့ရင်ဗရိတ်4နဲ့ပဲပေါ်တယ်တဲ့နော်3နောက်ပိတ်စပေါ်ရင်ဗရိတ်4နဲ့ပဲပေါ်တယ်အဲ့ဒီဗရိတ်4ဒီလေအဲ့နှစ်ထဲမှာပထမဆုံးချိန်ပေါ်တဲ့ဗရိတ်4ဖြစ်ရမှာနော်တတိယကဒီမှာ481နော်481ကဗရိတ်3ဖြစ်တဲ့အတွက်သူ့ရဲ့နောက်နှစ်မှာ3နောက်ပိတ်စပေါ်ရင်တဲ့နော်3နောက်ပိတ်စပေါ်လို့ရှိရင်သူကဗရိတ်4နဲ့ပဲပေါ်တယ်တဲ့နော်အဲ့ဒီဗရိတ်4ဒီလေအဲ့နှစ်ထဲမှာပထမဆုံးချိန်ပေါ်တဲ့ဗရိတ်4ဖြစ်ရပါမယ်တဲ့နော်481ထဲထွက်တာနော်3ကပ်ရှိတယ်ဟုတ်ပြီပထမကပ်ကိုပြန်သွားမယ်နော်ပထမကပ်မှာ481ထဲထွက်တယ်ထဲထွက်လို့သူ့နောက်နှစ်မှာတဲ့481ကဗရိတ်3ဖြစ်တဲ့အတွက်3နောက်ပိတ်လို့စပေါ်ခဲ့ရင်တဲ့ဗရိတ်4နဲ့ပေါ်ပါတယ်တဲ့နော်ဗရိတ်4နဲ့ပေါ်တယ်ပေါ်ပြီးတာနဲ့သူကအဲ့ဒီ3နောက်ပိတ်ကပါဝါကို8ထိပ်လို့ထောက်တယ်နော်ထောက်ပြီးတာနဲ့အဲ့ဗရိတ်4ရဲ့ပါဝါကိုခွာပေါင်းချင်း9လို့သူကကစားတာနော်အဲ့3နောက်ပိတ်ကပါဝါကို8ထိပ်အဲ့ဗရိတ်4ရဲ့ပါဝါကိုခွာ9နော်သူ့ကြားမှာဗရိတ်တစ်ခံထားတယ်နော်ဗရိတ်တစ်ခံထားတာပထမကဒုတိယကမှာလည်းသူအဲ့တိုင်းပဲတဲ့နော်481နော်ဒုတိယက481ကဗရိတ်3ဖြစ်တဲ့အတွက်နောက်နှစ်မှာ3နောက်ပိတ်လို့စပေါ်ခဲ့ရင်တဲ့သူကဗရိတ်4နဲ့ပေါ်တယ်နော်ပေါ်ပြီးတာနဲ့အဲ့3နောက်ပိတ်ကပါဝါ8ထိပ်ကဒီမှာတက်ရိုက်မယ်ရိုက်ပြီးတာနဲ့အဲ့ဗရိတ်4ရဲ့ပါဝါကိုခွာပေါင်းချင်း9လို့သူကရိုက်တာနော်အဲ့ခွာပေါင်းချင်း9လို့ရိုက်ပြီးတော့ဂျားထဲမှာပထမကမှာဗရိတ်1ဒုတိယကမှာဗရိတ်3ညခံထားတာနော်ဟုတ်ပြီဒါဆိုရင်တတိယက481ဒဲထွက်တယ်481ဒဲထွက်တာနဲ့ပြိုင်နေတယ်အဲ့481ကဗရိတ်3ဖြစ်တဲ့အတွက်481ကဗရိတ်3ဖြစ်တဲ့အတွက်နောက်နှစ်မှာ3နောက်ပိတ်လို့စကြရင်ဗရိတ်4နဲ့ပေါ်တယ်နော်ပေါ်ပြီးရင်အဲ့3ပါဝါ8ထိပ်တဲ့နော်အဲ့3ပါဝါ8ထိပ်ဒီဗရိတ်4ရဲ့ပါဝါခွာပေါင်းချင်း9ပါတယ်နော်အဲ့မှာဒီမှာဒီ3နောက်ပိတ်ကဘေးမှာပထမကမှာဗရိတ်1ဒုတိယကမှာဗရိတ်3ညာအခုတတိယကမှာဗရိတ်9လို့ခံထားပြီနော်ဟုတ်ပြောချင်တာဗာလဲဆိုတော့သူကပြန်ကြပေါ့နော်အခုပွဲမှာပြန်ကြအဲ့စိုက်ကပြန်ကြကိုကစားမှာနော်အဲ့တော့ तू ကအဲ့ဒီခွာ9လို့ရိုက်လိုက်တာနဲ့တဲ့နော်ဒီ3ပါဝါ8နောက်ပိတ်နဲ့ဒီဗရိတ်4ရဲ့ပါဝါခွာ9အဲ့ခွာ9လို့ရိုက်လိုက်တာနဲ့အဲ့ဒီခွာ9ရဲ့အောက်ကကဏ္ဍ2ကွက်နော်အဲ့ခွာ9ရဲ့အောက်ကကဏ္ဍ2ကွက်ဒီကဏ္ဍ2ကွက်ကပြန်ကြကစားမှာ2ကွက်စလုံးပြန်ကြကစားမယ်နော်360လည်းပဲပြန်ကြကစားမယ်အဲ့956ကလည်းပဲပြန်ကြကစားမယ်နော်ဒီမှာအဲ့ဒီခွာ9ရဲ့အောက်က360ရော956ကိုကနှစ်ကွက်စလုံးပြန်ကြကစားပေးရမှာเนาะ360ကို95အဲ့360ကဒီမှာကစားတယ်956ကနောက်တစ်ချိန်ပြန်ကြကစားတယ်เนาะအခုဒုတိယကမှလည်းအဲ့တိုင်းပဲတဲ့เนาะ3ပါဝါ8နောက်ပိတ်ကပါ8ထိပ်ဗရိတ်4ရဲ့ပါဝါခွာ9လို့ရိုက်လိုက်တာနဲ့အဲ့အောက်ကကဏ္ဍနှစ်ကွက်စလုံးကပြန်ကြကစားမှာเนาะဒီကဏ္ဍနှစ်ကွက်စလုံးကိုကျွန်တော်တို့ကပြန်ကြကစားမှာအဲ့ဒီမှာသူက452က452ထွက်တယ်ပြန်ကြကစားတယ်သူ့အောက်က411ကလည်းပဲအဲ့နှစ်ထဲမှာပဲပြန်ကြကစားခဲ့တယ်เนาะ411ကလည်းအဲ့နှစ်ထဲမှာပဲပြန်ကြကစားတယ်ဟုတ်ပြီဒါဆိုရင်အခုဒီမှာတတိယက3ပါဝါ3နောက်ပိတ်နဲ့စပေါ်တယ်ဗရိတ်4ရိုက်နဲ့เนาะ3နောက်ပိတ်လို့စပေါ်တယ်ဗရိတ်4နဲ့ပေါ်တယ်3ပါဝါ8အဲ့ဒီဗရိတ်4ရဲ့ပါဝါခွာပေါင်းချင်း9လို့ရိုက်ပြီးသူ့အောက်ကကဏ္ဍ2ကွက်စလုံးကပြန်ကြကစားမှာဒီကဏ္ဍ2ကွက်စလုံးเนาะအဲ့ဒီကဏ္ဍ2ကွက်စလုံးပြန်ကြကစားမယ်ဆိုတော့ तू ကဒီ3ညခုံကကစားသွားပြီเนาะ3ညခုံကစားသွားပြီ6နှစ်ပြန်ကြကစားဖို့အတွက်ကိုကြမ်းနေတယ်ပေါ့နော်6နှစ်ကြမ်းနေတယ်ပြန်ကြကစားဖို့
ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်သူကဒီပထမကတ်တွေတုန်းကတော့သူကပထမကတ်တွေမှာတော့ဒီ360ကအရင်ပြန်ကြကစားတယ်နော်ပထမကတ်တွေမှာတော့ဒီ360ကအရင်ပြန်ကြကစားတယ်ပြီးကံမှာသူ့အောက်က956ကပြန်ကြကစားတာဒုတိယကတ်မှာလည်းအဲ့တိုင်းပဲသူက4-5နှစ်ကကွာ9ရဲ့အောက်က4-5နှစ်ကအရင်ဆုံးပြန်ကြကစားတယ်ကစားပြီးကမှသူ့အောက်က4-1ကပြန်ကြထပ်ကစားတာနော်ပြန်ကြထပ်ကစားတာအခုဒီပွဲမှာကြတော့သူကသူ့အောက်က6-1နှစ်ကိုအရင်ပြန်ကြကစားတာမဟုတ်ဘဲနဲ့သူ့အောက်ကကနန်းနော်6-1နှစ်ကိုပြန်ကြကစားတာမဟုတ်ဘဲနဲ့သူ့အောက်က3-9ခုကိုအရင်ပြန်ကြကစားသွားတယ်နော်ဘလို့ပဲကစားအခု12ကြိမ်မှာအဲ့ဒီနှစ်ခွက်ထဲကတစ်ခွက်ကပြန်ကြကစားပေးရမှာနော်အဲ့ဒီစနစ်အရာသူက12ကြိမ်မှာတဲ့နော်ဒီ12ကြိမ်မြောက်မှာပြန်ကြနော်အဓိကပြောချင်တာတော့ပြန်ကြကစားရမှာနော်အဓိကပြန်ကြအဲ့12ကြိမ်မှာပြန်ကြအဲ့ပြန်ကြသည်အဲ့နှစ်ခွက်ထဲကတစ်ခွက်တဲ့နော်အဲ့နှစ်ခွက်ထဲကတစ်ခွက်က12ကြိမ်မှာပြန်ကြကစားခဲ့တာအဲ့ဒုတိယကမှလည်းအဲ့တိုင်းပဲအဲ့နှစ်ခွက်ထဲက4-5နှစ်နဲ့4-1 4-5နှစ်နဲ့4-1အဲ့နှစ်ခွက်ထဲကပဲ12ကြိမ်မှာပြန်ကြကစားတာအခုဒါဆိုရင်ဒီ12ကြိမ်မှာပြန်ကြကစားရမှာနော်အဓိကတော့ပြန်ကြကိုပြောချင်တာနော်အဲ့ပြန်ကြတွေကမှကျွန်တော်တစ်ခွက်ကိုချုပ်ပေးတာဒီမှာပြန်ကြကစားရမှာ6-1နှစ်နဲ့3-9ခုကိုနှစ်ခွက်စလုံးပြန်ကြကစားရမှာ3-9ခုကစားသွားပြီဆိုတော့6-1ကဒီ12ကြိမ်မှာပြန်ကြကစားလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါတစ်မျိုးတွေးပြတာနော်ဒါကတစ်မျိုးတွေးပြဒီကော်ပေါင်းချင်းကိုရဲ့အောက်ကကနန်းနှစ်ခွက်စလုံးကပြန်ကြကစားတာနော်သူစနစ်ကဟုတ်ပြီအဲ့ဒါဆိုရင်12ကြိမ်မှာတီးတက်နော်ဒီ12ကြိမ်မှာပြန်ဒါပထမကတ်ကိုပြန်သွားပြီနော်ပထမကတ်ကိုအဲ့တော့ပထမကတ်မှာသူကတီးတက်12ကြိမ်မှာတီးတက်ပြန်ကြတဲ့ကနန်းကိုဖမ်းကြည့်မယ်နော်12ကြိမ်မှာတီးတက်ပြန်ကြတဲ့ကနန်းကိုဖမ်းကြည့်မယ်12ကြိမ်မှာပြန်ကြထွက်တဲ့956ဒီသူ့ဘောပြန်ကြကနန်းနဲ့နော်အဲ့ပြန်ကြကနန်းဒီဘာထောက်ထားရမလဲဆိုတော့သူက3နောက်ပိတ်နေတဲ့ဗရိတ်လေးနော်ထောက်ထားမယ်3နောက်ပိတ်နဲ့ဗရိတ်လေးသူ့ရဲ့အောက်တပွဲကျော်မှာဗရိတ်3နော်3နောက်ပိတ်နဲ့ဗရိတ်လေးပုံသေးသူ့ရဲ့အောက်တပွဲကျော်မှာဗရိတ်3ပြီးရင်3ထိပ်လို့ထောက်တယ်နော်3ထိပ်လို့ထောက်ပြီးတော့သူ့အောက်ကကနန်းဒီ956ဆိုတဲ့ကနန်းအဲ့12ကြိမ်မှာပြန်ကြတာနော်12ကြိမ်မှာပြန်ကြမယ်ကနန်းကိုဖမ်းတာဒါနော်12ကြိမ်မှာပြန်ကြဟုတ်ပြီဒုတိယကမှလည်းသူဒီတိုင်းပဲနော်ဒုတိယကမှလည်းသူက12ကြိမ်မှာပြန်ကြကနန်းကစားတယ်12ကြိမ်မှာ9-4နဲ့အဲ့ပြန်ကြကစားတဲ့ကနန်းဒီတဲ့3နောက်ပိတ်နေတဲ့ပုံသေးနဲ့ဗရိတ်လေးသူ့ရဲ့အောက်တပွဲကျော်မှာပထမကမှဗရိတ်3ဒုတိယကမှဗရိတ်2ဖြစ်သွားပြီနော်ပထမကမှဗရိတ်3ဒုတိယကမှဗရိတ်2အဲ့မှာ4ထိပ်ပထမကမှတော့3ထိပ်ခုဒုတိယကမှ4ထိပ်အဲ့4ထိပ်ကအောက်ကကနန်းနဲ့ဒီ4-5နှစ်က12ကြိမ်မှာပြန်ကြကစားခဲ့တာနော်ဒါဆိုရင်အခုတတိယကမှလည်းပဲဒီ12ကြိမ်မှာပြန်ကြကစားမယ်ကနန်းကိုဖမ်းကြည့်မယ်နော်12ကြိမ်မှာပြန်ကြကနန်းဖမ်းကြည့်မယ်ဆိုတဲ့အခါကျတော့ तू ကသူ့ရှေ့ကတည်းကလို့ပဲ3နောက်ပိတ်ပုံသိန်းနဲ့ဗရိတ်4ပါပဲတဲ့နော်အဲ့ဒီချိန်မှာပထမကမှသူ့တပင်ကျော်မှာဗရိတ်က3ဒုတိယကမှသူ့ရဲ့တပင်ကျော်မှာဗရိတ်က2အခုတတိယကမှသူ့ရဲ့တပင်ကျော်မှာဗရိတ်က1ဖြစ်သွားပြီနော်1ဖြစ်ပြီးတော့ပထမကမှ3ထိပ်ဒုတိယကမှ4ထိပ်အခုတတိယကမှ5ထိပ်ဖြစ်သွားပြီအဲ့အောက်ကကနန်းနဲ့နော်အဲ့အောက်ကကနန်းအခုဒီ12ကြိမ်မှာပြန်ကြလာကစားပေးရမှာနော်ဟုတ်ပြီနော်ရှင်းမယ်ထင်ပါတယ်နော်ဒါ12ကြိမ်မှာပြန်ကြကစားတဲ့ကနန်းကိုတီးတန့်ဖမ်းတာနော်ဒါ12ကြိမ်မှာပြန်ကြကစားတဲ့ကနန်းကိုတီးတန့်ဖမ်းတာခုနကတော့စောစောတွက်ပြတဲ့ကောင်ခွာပေါင်းချင်းကိုယ့်ရဲ့အောက်ကကနန်း2ခွက်စလုံး360ရော956ကောအဲ့နှစ်ထဲမှာပြန်ကြကစားမှာ2ခွက်စလုံးနော်2ခွက်စလုံးပြန်ကြကစားတဲ့ချိန်မှာတစ်ခွက်က12ကြိမ်မှာကစားတယ်နော်အဲ့မှာဒုတိယကမှလည်းအဲ့တိုင်းပဲနော်8နော်3ပါဝါ8နော်အဲ့ဗရိတ်4ရပါပါကွာကိုအဲ့အောက်ကကနန်း2ခွက်စလုံးနော်4-5နှစ်ကော4-1ကောပြန်ကြကစားမယ်ကစားတဲ့အချိန်မှာ12ကြိမ်မှာကစားတဲ့ကနန်းဒီတဲ့အဲ့2ခွက်ထဲကတစ်ခွက်က12ကြိမ်မှာကစားတယ်နော်ကစားပြီးတာနဲ့4-5နှစ်ပြန်ကြကစားတယ်ကစားပြီးတာနဲ့နောက်4-1ဒီလည်းပဲအဲ့ငွေထဲမှာပဲပြန်ကြကစားခဲ့တာနော်ဒါဆိုအခုတတိယကမှာ तू ကနော်3ပါဝါ8ထိပ်ထောက်တယ်နော်ဒီ break လေးရပါကွာပေါင်းချင်းကိုရိုက်ထားတယ်ရိုက်ပြီးသူ့အောက်ကကနန်းဒီကနန်းနော်ဒီကနန်းနဲ့ဒီကနန်း2ခွက်နော်3ခုခုနဲ့6-1နှစ်ကနန်း2ခွက်အဲ့2ခွက်ကပြန်ကြကစားပေးရမှာအဲ့ကစားပေးရမှာပေါ့ तू ကခု3ဆိုတဲ့ကနန်းပြန်ကြကစားပြီးသွားပြီကစားပြီးရတော့ဒီ6-1နှစ်ကျန်တယ်နော်အဲ့6-1နှစ်အဲ့ကနန်း2ခွက်ထဲကတစ်ခွက်က12ကြိမ်မှာပဲပြန်ကြကစားခဲ့တာနော် तू ကရှင်းလေးပဲနော်အဲ့တော့ကျွန်တော်ဒီပွဲမှာ6-1နှစ်အာပေါ့နော်အဓိကပေးချင်တာ6-1နှစ်အာနော်ပြန်ကြ6-1နှစ်အာပြန်ကြမိမိတို့ကြိုက်နှစ်သက်တဲ့ပြန်ကြရှိရင်လည်းထိုးထားလို့ရတယ်နော်ဒီပွဲမှာပြန်ကြ site တွေက4-5မျိုးလောက်ရှိတယ်နော်ပြန်ကြကြတာတွေ4-5-6မျိုးတော့မကဘူးပြန်ကြ site တွေနော်ဟုတ်ကဲ့အားလုံးပဲနော်ဂေါ်လက်နော်ကံကောင်းကြပါလိမ့်ဗျာဂေါ်လက်ပါနော်